အားလုံးပဲမင်္ဂလာပါနော် MPGRA Cartoon Story ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးကနေစဉ်မြတ်စွာဘုရားရှင်ရဲ့တမိုင်းကြောင်းနဲ့ဘုဒ္ဓတာတွေကိုကာတွန်းလေးတွေနဲ့လွယ်ကူကူလေးလာနိုင်အောင်တင်ဆက်ပေးသွားမှာပါကဲအတူတူလေးလာကြည့်ရအောင်နော်ဒီကနေ့မှာတော့မေကွန်း9ခုမိထားပြီးမေကွန်းတစ်ခုရှင်းစီကို9စက္ကန့်အချိန်ပေးမှဖြစ်လို့အားလုံးအတူတူလိုက်ပါဖြည့်ကြည့်ရအောင်နော်မေကွန်းနံပါတ်1မြတ်စွာဘုရားရှင်ကိုဘယ်နေရာမှာဖွားမြင်တော်မူခဲ့တာလဲကဲ9စက္ကန့်ဖြည့်သွားပြီဆိုတော့အဖြေကိုတူတူဖြည့်ကြည့်ကြရအောင်နော်အဖြေကတော့လုံမိနေတာမောအင်ဂျင်တော်ဖြစ်ပါတယ်ယခုနီပေါနိုင်ငံမှာတည်ရှိပါတယ်မေကွန်းနံပါတ်2မြတ်စွာဘုရားရှင်တရားဥဟောတော်မူတဲ့နေရာကဘယ်ရက်ပါလဲကဲအချိန်ပြည့်သွားပြီဆိုတော့အဖြေလေးကိုတူတူဖြည့်ကြည့်ရအောင်နော်အဖြေကတော့မိဂရာဝန်တော်ဘာယာနတိပြည်မှာတည်ရှိပါတယ်မေကွန်းနံပါတ်3မြတ်စွာဘုရားရှင်မာနတ်မင်းကိုအောင်နိုင်ပြီးဖျားဖြစ်သို့ရောက်ရှိတော်မူတဲ့နေ့ကဘယ်နေ့ပါလဲကဲအချိန်ပြည့်သွားပြီဆိုတော့အဖြေလေးကိုတူတူဖြည့်ကြည့်ရအောင်နော်အဖြေလေးကတော့ကစုံလပြည့်နေပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဗုဒ္ဓဘာသာတွေဟာကစုံလပြည့်နေ့ကိုနေထူးနေမြတ်အဖြစ်မှတ်ယူထားကြတာပါပဲမေကွန်းနံပါတ်4မြတ်စွာဘုရားရှင်ရဲ့လက်ရာရန်နဲ့လက်ဝဲရန်တပည့်ကြီးနှစ်ပါးကဘသူတွေလဲကဲအချိန်လေးပြည့်သွားပြီဆိုတော့အဖြေကိုတူတူဖြည့်ကြည့်ရအောင်နော်အဖြေကအရှင်သာရိပုတ္တရာနဲ့အရှင်မောဂလန်ပါမေကွန်းနံပါတ်5ဗုဒ္ဓဘာသာမှာအရှိခံအကျဆုံးဖြစ်တဲ့9ပါးသီလအထက်ကပထမဦးဆုံးသီလကဘာပါလဲကဲအချိန်လေးပြည့်သွားပြီဆိုတော့အဖြေကိုတူတူဖြည့်ကြည့်ရအောင်နော်အဖြေကတော့ပါဏာတိပါဒသူတစ်ပါးအသက်ကိုတက်ချင်းမှခြောင်ကျင်ခြင်းပဲဖြစ်ပါတယ်ဒီနေ့မေကွန်းရဲ့မေကွန်း9ခုမှာအဖြေဘယ်နှခုမှန်သွားကြလဲဆိုတာကွန်မန့်မှာရေးခဲ့ပါဦးနော်နောက်လဲဒီလိုဓမ္မဘုဒ္ဓတွေကိုလေ့လာနိုင်ဖို့အတွက်အမြဲတမ်းတင်ဆက်ပေးပါမယ်ရှင်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်တာယာပျော်ရွှင်တဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေနော်